တိုင်းအောင်ဝစ်စစ်သားကကောင်းကင်ဘုံကိုတနက်ဖောက်လိုက်တဲ့အချိန်မှာပဲအားလုံးရဲ့အသက်ကိုလောင်းကြီးထပ်ထားတဲ့လွန်ဆွဲပွဲကြီးစတင်ပါပြီဒီကစားပွဲရဲ့စီးမြင့်ကရိုးရှင်းပါတယ်တစ်ဖက်အဖွဲ့ကိုစီးမြင့်ပေါ်ကနေပြုတ်ကျအောင်ဆွဲချနိုင်တဲ့အဖွဲ့ကအသက်ရှင်မှာဖြစ်ပြီးရှုံးတဲ့အဖွဲ့ကတော့မီတာရာချီမြင့်တဲ့မြေပြင်ပေါ်ကိုပြုတ်ကျပြီးအသက်ပြောက်ရမှာပါပထမပွဲမှာတော့လူတန်ကြီးတွေကြီးပဲစုထားတဲ့အဖွဲ့တဟာအမျိုးသားမျိုးသမီးရောနေတဲ့အဖွဲ့ခုနှစ်ကိုအညာတာမဲ့စွာပဲဆွဲချလိုက်ပါတယ်အဖွဲ့ခုနှစ်ရဲ့ကျိုးတွေကိုဆက်နေဖြတ်တချလိုက်တဲ့အခါမှာတော့သူတို့အားလုံးအော်ဟေရင်ကောင်းကင်ကနေမြေပြင်ပေါ်ကိုတယောက်ပြီးတယောက်ပြုတ်ကျသွားတာကိုကြည့်ပြီးကျန်တဲ့သူတွေအားလုံးတွေးပြက်ကုန်ကြပါတယ်နောက်ထပ်ပွဲစဉ်ဖြစ်အဖွဲ့လေးနဲ့အဖွဲ့၅တို့ကိုရွေးချယ်လိုက်ပါတယ်အဖွဲ့လေးဆိုတာကျွန်တော်တို့ရဲ့ဆက်လိုက်အဖွဲ့ဖြစ်ပြီးသူတို့အဖွဲ့မှာအင်အားကြီးနေတဲ့အမျိုးသမီး၃ယောက်နဲ့လမ်းတောင်ကောင်းကောင်းမရှောင်နိုင်တော့တဲ့အဖိုးကိုတယောက်ပါဝင်နေပါတယ်သူတို့နဲ့ရင်ဆိုင်ရမယ့်အဖွဲ့၅ကတော့တန်မာတဲ့လူငယ်မျိုးသားတွေကြီးပဲစုထားတဲ့အဖွဲ့ဖြစ်လို့လူတိုင်းကဆက်လိုက်အဖွဲ့ကိုအသေးစရင်တွင်းထားကြပါတယ်သူတို့နိုင်ဖို့အခွင့်အရေးဟာသူညတသမ100ခိုင်နှုန်းတောင်မရှိဘူးလို့အားလုံးကယူဆထားကြတာပါအဖွဲ့သားအားလုံးတေဘေးကိုတွေးပြီးကြောက်လန့်တုန်ရင်နေချိန်မှာပဲအဖိုးအိုကစကားတခုပြောလိုက်ပါတယ်လွန်ဆွဲပွဲဆိုတာအင်အားနဲ့တင်ဆော့ရတာမဟုတ်ဘူးဒါဟာနီးပြူဟာကစားပွဲပဲတဲ့အဖိုးအိုဟာငငယ်ကလွန်ဆွဲပွဲတွေမှာမရှုံးစဘူးနိုင်ခဲ့တဲ့သူ့ရဲ့လှုပ်ဝက်နီးလန်းတွေကိုအဖွဲ့သားတွေကိုတေချာတင်ပေးပါတော့တဲ့ကျိုးကိုဘယ်လိုကိုင်းရမလဲချဒီထောက်ကိုဘယ်လိုထားရမလဲကအစစိတ်တမကြဘူးပါသူကတေချာတိုက်တွန်းခဲ့ပါတယ်လက်လီကားပေါ်ကနေစင်မြင့်စီကိုတက်လာတဲ့အခါမှာတော့ဇက်လိုက်အဖွဲ့ရဲ့မျက်လုံးတွေဟာအရင်လိုကြောက်စိတ်တွေမရှိတော့ဘဲယုံကြည်မှုတွေပြည့်ဝနေပါတယ်သူတို့ဟာအဖိုးကိုတင်ပေးတဲ့အတိုင်းအသက်ရှင်ဖို့အတွက်နောက်ဆုံးခွန်အားကိုတုံးပြီးတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပါပြီဒီအားနည်းတဲ့အဖွဲ့ဟာ